ကဲဒါမှ Redmi 8ပေါ့နော် Redmi 8ကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်သူရောက်လာတာက no power ဗျ no power အနေထားရောက်လာ no power အနေထားရောက်လာတော့ကျွန်တော်တို့စမ်းကြည့်တော့ Nvidia ဆွဲတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ရုပ်မထွက်ဘူးအဲ့ဒါဆိုတော့ vibrate တုံသွားပြီးရုပ်ကမထွက်ခဲ့ဘူးရုပ်မထွက်ကျွန်တော်တို့မှန်အသိလေးနဲ့ပြန်စမ်းကြည့်တယ်စမ်းကြည့်တဲ့အပိုင်းမှာဘယ်လိုပေါ်လဲဆိုလို့ရှိရင်အလင်းကကျွန်တော်တို့ဒီမှာဒီကောင်ကို auto ဖွင့်ထားသလိုပဲဒီအလင်းလေးကိုဒီအလင်းလေးပေါ့နော်ဒီကောင်လေးကို auto ဖွင့်ထားသလိုပဲတာကြီးမလင်းဘူးသူကလင်းကျင်လဲဖက်ခနဲ့လင်းပြီးတော့ရုပ်ပြက်မိန်သွားတယ်မိန်တော့အနေထားဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဘက်ကအဖက်လေးကိုလက်ကလေးနဲ့စမ်းကြည့်လိုက်တာဒီအပိုင်းလေးမှာတအားပူနေတယ်ဒီ coin နေတော့မနော်ဒီမှာ IC လေးတအားပူနေတယ်ပူနေတဲ့ခါကျတော့ကျွန်တော်တို့coin ကထင်တော့ထင်တယ်ဒါပေမဲ့ကျွန်တော်ဒီ IC ကိုအဖြစ်များမယ်လို့ကျွန်တော်ထင်တာပေါ့နော်အဲဆိုကျွန်တော် IC ကိုဦးစားပေးပြီးတော့ကျွန်တော် IC လေးကိုခွာကပ်ပြန်လုပ်တယ်ဒါပေမဲ့ဘာမှထူးမလာဘူးအဲ့တိုင်းပဲပြန်ဖြစ်လာတော့ကျွန်တော်tension စီလေးအကုန်လုံးခဲငွေ့ရိုက်ပြီးတော့ပြန်ပြီးတော့လှုပ်ကြည့်တော့ဒီ coin မဲ့ပြန်လာပူတယ် coin ပူပြီးမှဒီ IC ကလာပူတာအဲ့လိုအနေထားကျတော့ကျွန်တော်တို့ဒီ coin ကိုတခြား Redmi 8တစ်လုံးနဲ့ကဖြုတ်ပြီးတော့သူအစာတို့လဲပေးလိုက်တယ်အဲ့လိုလဲပေးပြီးတော့နောက်မှာဒီမှာပေါ့နော်ဒီကောင်လေးနဲ့ဒီကောင်ကအမဲပေါ့နော်ဟိုကောင်ကနည်းနည်းမမဲဘူးဒါပေမဲ့ကျွန်တော်တို့လဲလို့ရတယ်ဒီက Redmi 8 ဘုတ်တစ်ခုကပေါ့နော်ဒီမှာဒီ coin လေးကိုယူပြီးတော့ဒီမှာလဲပြီးဒီမှာတက်ပေးလိုက်တယ်အဲဆိုတော့ရုပ်ကထွက်သွားပြီကြည့်အောင်စံပြေဝိုင်းပြအဲဆိုတော့ကျွန်တော်တို့ဒီမှန်ကလည်းတခြားအလုံးကမှန်အဲဆိုတော့ဒီဖုန်းကမှန်ကောင်းတယ်ဖုန်းမကောင်းတာရပြီလားရတယ်ပြောတော့ပွင့်သွားပြီဆိုကားလန်ပွင့်တယ်လက်ဦးဟိုမင်းတို့ပစ္စည်းပါတယ်ကားပါလားတခြားကားရောက်တယ်အောင်ရတနာကားမရောက်သေးဘူးအောင်ရတနာကားမရောက်သေးဘူးစဉ်းစားကြရအောင်နော်အဲ့ဆိုကျွန်တော်ရပါပြီဗျာကျွန်တော်စမ်းနေဆိုကြတာအောင်မြင်တော့ဖြစ်တယ်ဘာမှတထလို့တော့မဖောက်ကြတော့